အားလုံးပဲမင်္ဂလာပါကျွန်တော်ထွန်းထွန်းလှိုင်ပါကဲဒီတစ်ခါတော့ကျွန်တော်မြန်မာနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်ပေါ့နော်မြန်မာပွဲက၄ရက်နေ့ကျရင်ရှင်မြိုင်ကစားမှာပါဂျားမှာကျွန်တော်အချိန်လေးရှိပါသေးတယ်နားရက်တွေလည်းကျွန်တော်အများကြီးရထားပါတယ်အဲ့တော့မြန်မာကစားဖို့ဘာတွေကြံလဲဆိုတော့ကျွန်တော် online ဖလားမှာနှစ်ပွဲကြံတယ်ကျွန်တော်လက်ရှိရက်တည်မှုရဆိုမြန်မာအသင်းက9သင်းပါအုပ်စုမှာကျွန်တော်အဆင့်3မှာရှိနေတယ်တစ်မှာတော့ထိုင်းနှစ်မှာတော့မလေးရှား3မှာတော့မြန်မာနှစ်ပွဲကစားပြီးတော့တစ်ပွဲနိုင်တည်ပွဲမရှိဘူးတပွဲရှုံးပြီးတော့ကျွန်တော် goal difference မှာကျတော့ +2 ရထားပြီးတော့ရောက်မှတ်က3မှတ်ရှိထားတယ်အဲ့တော့ကျွန်တော်တို့တွေရှေ့မှာမလေးရှားကိုရှုံးထားတဲ့အတွက်ကြောင့်မလို့မထင်မှတ်ပဲနဲ့ကမဖြစ်မဲ့အနေထားတွေကိုကြုံရမလားဆိုပြီးတော့ပြည်သက်တွေတော်တော်ကြီးကိုနည်းနည်းလေးပြောစရာဆိုစရာလေးတွေရှိလာတယ်ပေါ့နော်ဖိလစ်ပိုင်နဲ့ပွဲကြတော့ဖိလစ်ပိုင်မြေမှာကျွန်တော်တို့ကဂိုးပြတ်နဲ့တိတ်ပြီးတော့3မှတ်အပြည့်အိမ်ကိုယူလာနိုင်ခဲ့တယ်ဒီတစ်ခါလာအိုစ်နဲ့တွေ့မယ်လာအိုစ်ကမှတ်ပေးစရာမှာ9သင်းမှာအုပ်စုရဲ့အောက်ဆုံးမှာပဲရှိတယ်3ပွဲကစားပြီးတော့နိုင်ပွဲလုံးဝမရှိဘူး goal difference မှာ -12 ပြနေတယ်ဘဲဥမကွဲသေးတဲ့အသင်းကျွန်တော်လာအိုနဲ့ပတ်သက်ပြီးပြောချင်ပါတယ်ရှုံးထားတဲ့အသင်းမျှော်လင့်ချက်မရှိတော့တဲ့အသင်းကိုပြောတာကတော့ဒါပြည်သက်တွေကြားထဲမှာတော့အရေးမကြီးပါဘူးကွာအေးဆေးပါပဲဒါပေမဲ့အဲ့လို short တွက်လို့မရဘူးပြိုင်ပွဲတစ်ခုမှာအသင်းကြီးတယ်ငယ်တယ်ဆိုတာမရှိပါဘူး short တွက်ရင် short တွက်တဲ့အသင်းကခံခဲ့ရတယ်ဆိုတာလေကျွန်တော်အစင်ဆက်ပြိုင်ပွဲတွေမှာကျွန်တော်မြင်ခဲ့ရပြီးပါပြီဒါကြောင့်မလို့လာအိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်လာအိုစီလူငယ်အများစုကိုတင်သွင်းလာပြီးတော့အနာဂတ်ကိုခီးဆက်နေတဲ့အသင်းမှာသူတို့တွေရလက်ကောင်းဖို့ဆိုတာထက်သူတို့ရဲ့အတွေ့အကြုံရဖို့အတွက်ကိုဒီတစ်ခါဝင်ရောက်ရှင်ပြိုင်နေလို့ပဲကျွန်တော်တို့မြင်မိတယ်။လာအိုနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လာအိုစီထိုင်းကို5စီးနဲ့ရှုံးတယ်။မလေးကိုဆိုလို့ရှိရင်လည်း4စီးနဲ့ရှုံးပြီးတော့ဖိလစ်ပိုင်ကို4-1နဲ့ရင်းနှိမ်သွားခဲ့တယ်။သူတို့အတွက်သွင်းကိုကတကိုးပဲရထားတယ်ဖိလစ်ပိုင်နဲ့ပွဲမှာသူတို့အရင်ဆုံးဦးဆောင်ကိုသွင်းတယ်။တက်ရက်စွာလှပစွာနဲ့သွင်းသွားခဲ့တယ်လူတစ်ယောက်ရော့တယ်ဒုတိယပိုင်းမှာသူတို့ဂိုးတွေပြန်ပေးပြီးတော့ရင်းနှိမ်သွားခဲ့ပါတယ်။၃ပွဲကစားတယ်၃ပွဲစလုံးမှာနီးစနစ်တွေမတူဘူးကစားကွက်ပုံစံချတာမတူဘူးသုံးတဲ့ကစားသမားလုံးဝမတူဘူးဆိုတာကျွန်တော်တို့တွေမြင်ရမှာပဲဖြစ်ပါတယ်။ဒီ group ထဲမှာအနာအရဆုံးကကျွန်တော်မြန်မာအသင်းဖြစ်မယ်လို့ထင်ပါတယ်။ကျွန်တော်မြန်မာအသင်းပွဲမကစားရဘဲနဲ့တော်တော်ကြီးကိုအနာယူထားတာ3-4ရက်လောက်ရှိနေပြီ။အဲ့တော့ကစားသမားတွေလည်းကြက်ခိုက်မှုပိုင်းလေ့ကျင့်မှုပိုင်းတော်တော်ကြီးကိုပြည့်စုံပြီလို့တော့ကျွန်တော်ကတော့မြင်မိထားတယ်။နောက်တစ်ချက်ကတော့လာအိုရဲ့အနေထားကတော့ပွဲလဲပန်းတယ်ခြေလဲပန်းတယ်ညှော်လင့်စရာလည်းဘာမှမရှိတော့ဘူးဒါပေမဲ့သူတို့ရဲ့စူးစမ်းအားထုတ်မှုကိုတော့ကျွန်တော်တို့မြန်မာအသင်း short တွက်လို့မရဘူးမြန်မာအသင်းပါကောင်းလဲမြန်မာအသင်းကောင်းတာကွင်းလည်နဲ့တိုက်စစ်ကောင်းတယ်ခံစစ်တန်းကျစ်လင့်မှုကောင်းမွန်တယ်ဆိုပေမဲ့ပွဲတိုင်းမှာတော့အကောင်းစားတော့မရှိဘူးအဲ့တော့ကျွန်တော်တို့မှာဘာရှိနေလဲဆိုတော့မြန်မာအသင်းရဲ့ midfield defense စစ်မရှိတဲ့ပြဿနာရဲ့ခံစစ်တန်းကြားထဲမှာရှိနေတဲ့ကွက်လက်ရဲ့ကိုလာအိုကတုံးချသွားနိုင်တယ်ဒါကိုကျွန်တော်တို့ပွဲတိုင်းမှာမြင်ရတယ်ဘာလို့လဲဆိုတော့ထိုင်းရဲ့မလေးရဲ့နောက်ပြီးတော့ဖိလစ်ပိုင်ရဲ့ဒီ၃ပွဲစလုံးမှာသူတို့ကောင်တာသွားပြီးဟေးဆိုလို့ရှိရင်လာအိုသွားတဲ့ကောင်တာတော်တော်ကြီးကိုမြန်ဆန်ပြီးတော့တစ်ချက်ထိအမြန်ပေးနောက်ပြီးတော့ကပ်ဘက်တွေ area တွေချိုးချပေးတဲ့အပိုင်းတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ penalty area ထဲမှာဖြစ်ပေါ်လာတတ်တဲ့ pocket area တွေကိုကပ်ဘက်တွေချိုးပေးပြီးတော့ဒါကျွန်တော်ဝင်ပြီးတော့ဒီတစ်ဖက်ကတိုက်စစ်သမားတွေဝင်ပြီးတော့လက်တစ်ပြက်အလင်းငိုက်ဖမ်းပြီးတော့ပိတ်တဲ့အပိုင်းတွေကိုတော့ကျွန်တော်တစ်ချက်သတိထားရမယ်လို့ထင်ပါတယ်အထူးသဖြင့်တော့စစ်ဖန်နွမ်ပေါ့နော်ဂျွန်နံပါတ်15ရဲ့နောက်ပြီးလို့ရှိရင်ဂျွန်နံပါတ်22ဖြစ်တဲ့တုံခန်ဆော်ဗက်ပေါ့ဒီကစားသမားတွေကိုကျွန်တော်စောင့်ကြည့်ရမယ်နောက်ပြီးတော့1 per sec ဂျွန်နံပါတ်23ဒီကစားသမား3ယောက်ကတော့မြန်မာအသင်းရဲ့ခံစစ်တန်းနဲ့ကွင်းလယ်ဖြတ်ကိုတော်တော်ကြီးဒုက္ခပေးမဲ့သူတွေလို့တော့ကျွန်တော်မြင်တယ်သူတို့မှာဖိအားမရှိတော့ဘူးဒါပေမဲ့စိတ်ဓာတ်တစ်ခုကြံနေသေးတယ်လူငယ်အများစုကိုတင်သွင်းလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေလာအိုစ်ကိုတော့လုံးဝ short တွက်လို့တော့မရတာသတိထားရမှာပါနောက်ပြီးတော့လူအန်တလာရှိတယ်နွန်ပါတီရှိတယ်နောက်ပြီးတော့ဘာရှိသေးလဲဆိုတော့တွန်တော်ဖုံးပေါ့နော်ကျောင်းနံပါတ်6ဒီကစားသမားတွေကလည်းပဲပြိုင်ဘက်ရဲ့ခံစစ်တန်းကိုတော်တော်ကြီးဒုက္ခပေးနိုင်တဲ့အစွမ်းရှိတယ်ဂိုးတော့မသွင်းနိုင်ဘူးငရွယ်တဲ့အတွက်ကြောင့်မလို့အတွေ့အကြုံတွေလိုအပ်သေးတယ်ဆိုပေမဲ့သူတို့ခွင့်ရရင်ရသူလိုမျိုးလှလှပပနဲ့ဆုံးသက်တာမျိုးကိုကျွန်တော်တို့ရှေ့မှာမြင်ခဲ့ရပြီသွင်းကိုသဘောပဲရထားတဲ့ဆိုပေမဲ့သူတို့ရဲ့မဆုံးမနစ်တဲ့ပုံစံကိုတော့ကျွန်တော်မြန်မာအသင်းခံစစ်ကြောင်းနဲ့ကွင်းလယ်ပိုင်းဆိုင်ရာကတိုက်စစ်အလွန်ကျွံလိုက်ပါပြီးတော့ခံစစ်တန်းပွင့်သွားခဲ့ရင်တော့သတိထားမယ့်အနေအထားတွေရှိပါတယ်နောက်တစ်ချက်ကဘာရှိသေးလဲဆိုတော့မြန်မာအသင်းအင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့လာအိုစ်ကိုဖိအားပေးပြီးကစားလိမ့်မယ်အဲ့ဒီဖိအားပေးကစားတဲ့ဒဏ်ကကျွန်တော်တို့မလေးနဲ့ပွဲကလိုမျိုးကောင်တာတွေပေါက်ပြီးတော့အမားတွေမလုံးမိဖို့တော့လိုတယ်လာအိုစ်ဒီမာဖိအားမှမရှိပါဘူးဒီဖိအားမရှိတဲ့ဒဏ်ကပဲကျွန်တော်တို့ကိုခက်တွေ့အောင်လုပ်နိုင်တာပါအိမ်ကွင်းမှာကစားမဲ့မြန်မာအသင်းဆဆရရတာတဲ့အနေအထားမျိုးတွေရှိတယ်ကျွန်တော်နောက်ပြီးတော့မြန်မာနဲ့ပတ်သက်ပြီးတော့လည်းနောက်ထပ်အကြောင်းအရာတွေကျွန်တော်တင်ဆက်ပေးမှာပါအခုလောလောဆယ်ကတော့ကျွန်တော်တို့လာအိုနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အစိပ်ပိုင်းမှာကျွန်တော်ဆရာကြီးမဟုတ်ပါဘူးဒါကျွန်တော်မြင်တဲ့ကြည့်ခဲ့တဲ့ပွဲတွေအရာကိုကျွန်တော်ပြည်သက်များအတွက်သုံးသက်တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်
နောက်ပြီးတော့လာအိုရဲ့ကွင်းလယ်မှာဆိုလို့ရှိရင်ကိုနူချန်တို့နော်နောက်ပြီးတော့ချာဗန်ဂလီယာစ်အဲ့ဒီကစားသမားတွေကလည်းလောက်အားလုံးကောင်းပါတယ်တကယ်လို့သာကျွန်တော်တို့ဖိလစ်ပိုင်နဲ့ပွဲမှာဘယ်လိုပြောရမလဲကစားကောင်းကောင်းနဲ့ဂိုးတွေမပေးရဘူးဆိုလို့ရှိရင်တော့ဒါသူတို့အသင်းရဲ့အသက်အကြီးဆုံးလို့တော့ကျွန်တော်ပြောရမယ်နဲ့တူပါတယ်ပတ်စီဗစ်လေးပေါ့နော်ဂျွန်နဘတ်လေးအသက်28နှစ်ရှိပြီသူ့ရဲ့ဥဆောင်မှုကမြန်မာတိုက်စစ်သမားတွေအတွက်အခက်တွေ့စေနိုင်မလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် KSS လာအိုစီမြန်မာကိုခက်တွေ့အောင်လုပ်ခဲ့တဲ့အစင်လာတွေတမိုင်းကြောင်းမှာမရှိခဲ့ဘူးဆိုပေမဲ့ခေတ်ကာလအပိုင်းခြားတစ်ခုမှာလာအိုထောင်တက်လာတဲ့အပိုင်းခြားတွေရှိပါတယ်တိုင်ဂါဖလားမှာကျွန်တော်တို့တွေလာအိုနဲ့တွေ့လို့ရှိရင်ကစားရခက်တယ်ဆိုတဲ့အစင်လာတွေအရင်တော့ကကျွန်တော်တို့ရှိခဲ့ပေမဲ့ဒီတစ်ခါမှာရောအဲ့ဒီလိုမျိုးထပ်မဖြစ်လာနိုင်ဘူးလားဆိုတဲ့အပိုင်းကိုတော့ကျွန်တော်စိုးရင်ကြောင်းကြမိတယ်ဒီလောက်ပါပဲကျွန်တော်ကတော့ဘာမှပြောစရာမရှိဘူးမြန်မာဒီဘောမှာအင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့တာပါလိမ့်မယ်ရတဲ့ခွင့်ကိုလည်းသုံးချနိုင်စွမ်းရှိလိမ့်မယ်လို့မျှော်လင့်ထားတယ်မြန်မာကိစ္စကိုတော့ကျွန်တော်နောက်ရက်ကျမှကျွန်တော်ဆက်ပြောမယ်လောလောဆယ်ကတော့ကျွန်တော်စောင့်ကြည့်ရမယ်ဒီလာအိုနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါလာအိုရဲ့ကွင်းထဲမှာရှိနေတဲ့ခုနကျွန်တော်ပြောခဲ့တဲ့ Sifan Nguyen တို့ Tonkan Solvet တို့ Wakpasak တို့နောက်ပြီးတော့တိုက်စစ်မှာဆိုလို့ရှိရင် Non Party တို့ Luan Tala တို့ဒီကစားသမားတွေကတော့မြန်မာကန်စစ်တန်းနဲ့ကွင်းလေကိုထူးပြဒုက္ခပေးနိုင်စွမ်းရှိတဲ့သူတွေလို့ပဲကျွန်တော်ပြောထားခြင်းနဲ့နောက်တစ်ချက်ကကော်နာရီဆက်ပစ်စီလာအိုရဲ့ပုံစံတွေကောင်းပါတယ်ဒီဟာကိုလည်းမြန်မာအသင်းအနေနဲ့ short တွက်ထားလို့မရဘူးဆိုတာကျွန်တော်ဒီကနေပြီးတော့ကြိုပြီးတော့ပြောထားခြင်းပါတယ်မြန်မာနီးပြကြီးဒါပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအန်ဒါဆန်ကလည်းဒီဘိုင်းတွေကိုကာကွယ်ဖို့အတွက်ပြင်ဆင်ဖို့အတွက်တခြားလုပ်ထားမယ်လို့မျှော်လင့်ပါတယ်ဘာဖြစ်ဖြစ်ပါလာအိုကိုကြော်လွန်သွားလို့ရှိရင်တော့နောက်ဆုံးပွဲထိုင်းတဲ့ပွဲကတော့ကျွန်တော်တို့အတွက်အသက်သမျှအရေးကြီးနေပါပြီထိုင်းကိုမလေးရှုံးသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ဆုံးပွဲအနေထားကအများကြီးစကားပြောရဲဆိုတဲ့အကြောင်းနဲ့ထည့်ပြောထားပြရစီခင်ဗျာဟုတ်ကဲ့ပါစောင့်ကြည့်တဲ့ပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်တစ်ပိုင်းကြမှာပဲနောက်ရက်တွေကြမှာပဲမြန်မာအသင်းနဲ့လာအိုဆိုဘယ်လိုမျိုးဖြစ်လာနိုင်သလဲမြန်မာအသင်းနဲ့နောက်ပြီးတော့အိမ်ကွင်းမှာကစားတဲ့အခါကျရင်ဘယ်လိုမျိုးဖြစ်လာနိုင်သလဲဆိုတဲ့အကြောင်းအရာတွေတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ